ဘောမှာအရေးကြီးဆုံးကအကုသိုလ်မဖြစ်ဖို့နဲ့ကုသိုလ်ဖြစ်ဖို့ကအရေးကြီးဆုံးပါပဲတကယ်ကအဲ့ဒါလို့ဘုန်းဘုန်းတို့ပြောလိုက်တဲ့အခါမှာအကုသိုလ်လို့ပြောလိုက်ရင်လေလူတွေကယုံရင်ကြံထမ်းတဲ့သိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုမြင်သာတဲ့အကုသိုလ်တရားတွေကိုပဲအကုသိုလ်လို့စိတ်ကပြေးပြီးတော့မြင်မိတတ်ကြတယ်ကုသိုလ်လို့ပြောလိုက်ရင်လည်းပဲဘုရားကျောင်းကံသွားတာတော့သိတာထင်ရှားတဲ့ကောင်းမှုတွေပြုနေတာလောက်ကိုပဲကုသိုလ်လို့မြင်မိတတ်ကြတယ်အမှန်ကအကုသိုလ်နဲ့ကုသိုလ်ကိုမြင်တဲ့နေရာမှာအဲ့ဒါလောက်မြင်တာနဲ့ဘယ်လိုမှမပြည့်စုံဘူးမြတ်စွာဘုရားကဘယ်လောက်ထိမြင်ပြတော့အကုသိုလ်လို့မှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုရင်និဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်တဲ့ကာမကိုတောင့်တတဲ့သဘောမကြည်မနှက်ဖြစ်နေတဲ့သဘောအိတ်ချင်ငိုင်မြည်တဲ့သဘောပြန့်လွင့်တဲ့သဘောနောင်တနဲ့ပူလောင်နေတဲ့သဘောယုံမှန်တန်တရားတွေဖြစ်နေတဲ့သဘောဒါတွေကိုမြတ်စွာဘုရားကအကုသိုလ်တတ်တရားအစုလို့အဲ့လိုဟောတယ်ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ပါတတိပဋ္ဌာန်တရား၄ပါးဟာဘာအကုသိုလ်မှမရောရှက်တဲ့တတ်ကုသိုလ်အစုအဝေးအလွန်မှဖြူရှင်းတယ်ပေါ့အဲ့ဒါဘုန်းတို့ဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးဆုံးလို့ပြောတဲ့နေရာမှာအကုသိုလ်ဆိုတာဘယ်လောက်ထိနေကျေတယ်လဲကုသိုလ်ဆိုတာဘယ်လောက်ထိနေကျေတယ်လဲဆိုတာကိုအဲ့လိုအခြေခံကြနားလည်ထားဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့ဒီဒေသနာနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းတို့ဘဝမှာအကုသိုလ်ကင်းနေတဲ့အချိန်ဟာအလွန်မှနေတယ်ကုသိုလ်ဖြစ်နေတဲ့အချိန်ကလည်းအလွန်မှနေတယ်ဟုတ်လားစဉ်းစားကြည့်လိုက်အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့လို့ပြောတိုင်းဘုန်းတို့တွေကမိမိရောပေါ်ဆာသာသတိမရှိဘဲနဲ့နေနေတာဟာအကုသိုလ်တရားတွေဖြစ်နေတာလို့နားလည်ဖို့လိုတယ်တတိနဲ့နေမှကုသိုလ်ဖြစ်နေတာလို့နားလည်ဖို့လိုတယ်အဲ့ဒီလိုဒေသနာမျိုးနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းတို့ကအကုသိုလ်အကြီးတွေမဟုတ်အောင်တောင်မှအကုသိုလ်အသေးလေးတွေတော့မဖြစ်နေတော့ဖြစ်နေနော်ဟုတ်လားအဲ့ဒါလောက်ထိလဲတချို့နားလည်ထားကြပါတယ်တချို့လည်းပဲတိတ်ပြီးတော့နားလည်မှုမကျေပြန့်သေးတာလေးရှိနိုင်တာပေါ့အဲ့တော့ဘုန်းတို့ပြောချင်တာလေးကဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးတယ်လို့နားလည်မှုအခြေခံရှိလို့ဘုန်းတို့ကအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးပမ်းကြမယ်ဆိုတဲ့အခါကာလမျိုးမှာစိတ်ကိုမလုံးနိုင်ဖို့လို့တော့ဆုံးမနိုင်ဖို့လို့တယ်တကယ်ဖြစ်တဲ့နာကကိုတကယ်ဖြစ်ချင်တာကအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့ဖြစ်ချင်တာဟုတ်လားဒါမဲ့စိတ်ရဲ့တဘာဝကအဲ့ဒါနဲ့ဘာဖြစ်နေတော့ဆန့်ကျင်နေတယ်အဲ့ဒီလျှို့ဝှက်ချက်လေးကိုမြင်စေခြင်းတာဟုတ်လားတကယ်ဘုန်းတို့သာသနာရဲ့အစုံအမအရဖြစ်တဲ့နာကဘာတော့အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့သို့တော်စိတ်ကြီးကဘလို့ဖြစ်နေတော့အကုသိုလ်မှပြောနေတယ်မကောင်းတာမှပြောနေတယ်ကောင်းတာဆိုရင်နှေးကွေးတဲ့သဘောရှိတယ်ဒါကြောင့်ဘုန်းတို့ရဲ့စိတ်ကိုဘုန်းတို့ဟာဆုံးမနိုင်ဖို့လိုမယ်ပေါ့မင်းပြောနေကြတဲ့မှာမင်းမပြောနဲ့မင်းလေးကွေးတဲ့နေရာမှာမင်းတွတ်တွတ်လွတ်လွတ်လှုပ်လိုက်ပါလို့ကိုယ့်ရဲ့စိတ်ကိုမလုပ်နိုင်ဖို့လို့တော့ဆုံးမနိုင်ဖို့လိုမယ်